ကဲဘယ်နဲ့လဲကိုလူ မူဆယ်လန်းကတော့အကွေးကောက်ပြေပဲဗျချယ်ပင်ကြီးကလည်းဖွေးနေရပြီနော် ခမရလဲဖိုက်စာလာရောပေါ့မူဆယ်ဈေးဝင်ပြီးတော့ရှက်ခောက်စဝဲစားကြမယ်လေ ကောင်းပါပြီဗျာ ခိုးမှာဗျာမိုင်းဆော့ကရှမ်းဆိုင်နဲ့ ကဲဒါဆိုကျွန်တော်မှာမယ်နော် ။ဘာစားကြမှာလဲကိုလို့ရှင့် ကိုတို့အတွက်တိုးဘူးနွေးနှစ်ပွဲပြပါညီမလေးပါဆယ်လေးတို့လည်းထည့်ပေးပါ ဟေးလို့ရှိရမှာ2ယောက်ထဲလေဗျာဘယ်နဲ့ပါဆယ်လေးတို့တော့ ။ဒါဖြင့်အကူရပါစင်မီတော့လားရှင် ယူမညီမလေးထည့်လိုက်နော် ။အခ ညီမလေးနာမည်ဘယ်လိုခေါ်လဲ အခုပြောရမှာလား ဟုတ်တယ်လေဒါပေမဲ့မပြောချင်လေကိစ္စမရှိပါ ။ဟမ်ပြောမှာတော့ပြောမှာ ဘူးအဲ့ဒါဆိုညီမနာမည်ကဘာလဲ ။နောင်ငွေခမခေါ်ပါရဲ့ရှင် ဟောဟုတ်ပါပြီဒီဘက်ကတယောက်ကကိုယ့်ရဲ့မိတ်ဆွေကိုမြတ်ကျော်လို့ခေါ်တယ်ကိုနာမည်ကခမုန်းလို့ဒီဘက်ကိုရှာလန်းပြုစုပြရှိလို့ရောက်လာပြီအဲ့ကြောင့်ညီမလေးကိုမိကုန်းလေးနည်းတောင်ပြမယ်နော် ။အခမိပါရှင် ဟုတ်ပြီအဲ့ဆိုညီမကဘာရှမ်းလို့မျိုး ။မောရှမ်းပါ အဲ့ဆိုညီမတို့ဒီဘက်မှာဘာတွေကိုပို့ပြီးစိုက်ကြလဲ ။လက်ဖက်ဆိုင်တယ်ကိုဒီကလက်ဖက်နာမည်ကြီးရဲ့လေ။နှစ်ရွက်တညွန့်ခုကြအကြောင်းလက်ဖက်ရတာမတူဘူး ဟုတ်ကဲ့ဒါနဲ့ညီမကိုဘူးစေသူပဲလား ။မဟုတ်ဘူးရှင်ညီမအနန်းခံတူပါဒီဘက်ကိုစီးလာရောင်းတာ ဟုတ်ကဲ့ပါဗျမိကုန်းလေးတွေဖြည့်ပြီးတဲ့အတွက်ကျေးဇူးပါနော် ။ရှားပါရဲ့အကူနောက်ရများလဲလာပေးပါဦးနော် ကောင်းပါပြီဗျာကောင်းပါပြီအဲ့ဆိုကိုတို့ခွင့်ပြုပါနော်အော်ဒါနဲ့ဒီဘဝလေးလက်ခံပေးပါအကူကညီမကိုကျေးဇူးတင်နေနေပေးရလို့ပေါ်ထားတယ်ပေါ့ ။အခ ဟေးလို့ကျွန်တော်တို့ကစားတိုင်းပြုစုနေတယ်ပြီးတော့ပါဆယ်ကလေးတွေတော့ဆွဲလာသေးတယ်ခင်ဗျားကတော့နော်ရှမ်းမယူယူအေးလေးကိုမလေးတစ်ပဲလှုပ်လာပြန်ပြီ ဟောဗျာကျွန်တော်ကရှမ်းဟောက်ဆိုအရန်ကြိုက်တာလေကိုမြတ်ကျော်ရဲ့ ရှမ်းမလေးကချောလို့လို့ခောက်ဆဲစားတာပါတရွာသားနဲ့ပဝါပါနော်ကြည်လေလှုပ်အောင်ပြုတ် ဘရောက်ပန်းနေမွေးတာကိုတီးပေမဲ့ပန်းရှယ်ရီကိုမှနှစ်သမီးတာကိုဘယ်တတ်နိုင်မလဲဗျာ